Halloween ပွဲပြီးသွားတာနဲ့မြ Christmas ပွဲတော်ကလည်းအလင်းမြန်မဲ့နီးကပ်လို့လာပါပြီ။ Himuro ရဲ့စိတ်ထဲမှာတော့ Christmas ကို Suki နဲ့အတူဖြတ်တန်းညင်နေဆိုတဲ့အတွေ့အကြုံပဲရှိနေခဲ့တာပါ။တရက်မှာတော့ရုံးအပြန် Suki အတွက် Christmas လက်ဆောင်ဘာပေးရမလဲလို့စဉ်းစားနေရင် Himuro တယောက်ကတော့နှင်းပွင့်ပုံစံတကတ်တစုံတွေ့သွားခဲ့ပါတယ်။ဒါကြောင့် Suki သဘောကျလိမ့်မယ်လို့မျှော်လင့်ပြီးတော့ Himuro ကလည်းအဲ့ဒီနှက်ကကိုဝယ်လိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူနဲ့ Suki ကလှုပ်ဖို့ကိုင်မဲ့တွေနဲ့အတူအားလုံးစုပြီးနှင်းစကိတ်သွားစီးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါတွေအားလုံးကတော့လွန်ခဲ့တဲ့တစ်ပတ်ကကွန်မဒီတယောက် Christmas အတွက်နှင်းစကိတ်ခီးစဉ်ကန်ဆယ်မဲပေါက်ခဲ့ရတာနီးစတင်ခဲ့တာပါ။ကွန်မဒီကတော့ Suki ကိုအတူသွားဖို့ခေါ်ခဲ့ပေမဲ့ Suki ကတော့တခါမှစကိတ်မစီးဘူးတာကြောင့်အစောပိုင်းမှာတော့ညင်းခဲ့ပါတယ်။ဒါပေမဲ့မစီးဘူးတာကြောင့်မလို့ပိုလို့တောင်သွားတင်းနေဆိုပြီးကွန်မဒီကဖြောင်းဖြနားချနိုင်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့နား Himuro ရောက်လာတဲ့ခါမှာတော့ Himuro ကစကိတ်စီးတက်မှန်ကွန်မဒီကလည်းတည်သွားခဲ့ပြီး Suki ကိုတင်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ Himuro ကတော့အဲ့လိုတင်ပေးရမယ့်အတွေးတွေနဲ့ရင်တွေခုန်ပြီးမျက်နှာတွေနီးရဲလာခဲ့ပါတယ်။ဒီလိုနဲ့ပဲကွန်မဒီကတော့ဒီခီးစဉ်ကိုတငယ်ချင်းတွေစုပေါင်းသွားမဲ့ Christmas ခီးစဉ်အဖြစ်ပြောင်းလဲလိုက်ပါတော့တယ်။ခီးစဉ်တွေမှာတော့ Himuro က Suki ကိုနှင်းစကိတ်စီးနီးစတင်တင်ပေးပါတော့တယ်။ Himuro ကတော့ငါချစ်နေရတဲ့မိန်းကလေးနဲ့အတူစကိတ်စီးခွင့်ရတဲ့အထိငါ့ဘဝဒီလောက်တောင်ကံကောင်းတာလားလို့တွေးပြီးစိတ်လှုပ်ရှားလွန်းလို့သူရှိတဲ့နေရာမှာနှင်းတွေကြောင်ထုတ်လွှတ်မိပြန်ပါတယ်။ Suki ကတော့နှင်းစကိတ်စီးဖို့အတွက်အခြေခံအနည်းစတင်ပေးဖို့ဆုံးဖြတ်ခဲ့ပေမဲ့ Himuro သုံးတဲ့စကိတ်အသုံးနှုန်းတွေကို Suki ကနားမလည်ဘဲနဲ့ဝေခဲမရဖြစ်နေခဲ့ပါတယ်။ဒါကြောင့် Himuro ကလည်းကိုယ်တိုင်စီးပြလိုက်ပြီးတော့ Suki ကိုလိုက်စီးခိုင်းပါတော့တယ်။ Suki ကတော့စကိတ်စီးရမှာလွဲချော်မှုတွေရှိနေခဲ့ပေမဲ့လည်း Himuro ရဲ့အမြင်မှာတော့သူမအရန်ကိုချစ်ဖို့ကောင်းလွန်းနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Himuro ကနှင်းစကိတ်စီးနေပဲကြီးပြင်းလာခဲ့တာမို့သူ့ရဲ့အသက်ပညာအများစုကတော့ဗီဇာအရအသိစိတ်တိုင်းစီးရဖြစ်တာကြောင့်တခြားသူ့ကိုပြန်တင်ပေးတဲ့နေရာမှာတော့မတော်ဘူးဆိုတာသဘောပေါက်သွားပါတယ်။အဲ့ဒီချိန်မှာပဲကွန်မူရီရောက်လာခဲ့ပြီး Suki ပိုနားလည်နိုင်မဲ့နီလန်ကောင်းနဲ့အခြေခံတွေကိုရှင်းပြပေးခဲ့ပါတယ်။ဒါကြောင့်မို့လို့နောက်ဆုံးမှာတော့ Suki တယောက်ကလည်းနှင်းစကိတ်စီးတက်သွားခဲ့ပါပြီ။ Himuro ကတော့သူကိုယ်တိုင်မတင်ပေးရတော့လို့ဝမ်းနဲ့နေပုံပေါ်ပြီးမဲ့ Suki ရဲ့တင်ယူနိုင်စွမ်းကတကယ်ကိုအမခမ်းပဲလို့တွေးနေခဲ့ပါတယ်။ Suki နှင်းစကိတ်စီးတက်သွားတာနဲ့ကိုမူရီကတော့တောင်ပေါ်ဘက်ကိုတက်ဖို့အကြံပေးလိုက်ပါတယ်။စာရေးကြီးမှလည်းအပေါ်မှာအရသာရမ်းရှိတဲ့ဟင်းတွေရောင်းတဲ့အဆောင်ရှိတယ်လို့ပြောလိုက်တာကြောင့်သူတို့အားလုံးလည်းတောင်ပေါ်ဦးတည်သွားခဲ့ကြပါတယ်။ဒီလိုနဲ့ပဲကေဘယ်ကားစီးနေတော့မှပဲသူတို့ရဲ့အောက်မှာမြေခွေးချီရတချို့ကိုလှမ်းမြင်လိုက်ရပြီးတော့ကိုမူရီကတော့ဒါကငါအမေရဲ့ချီရနဲ့တူတယ်ဟာလို့ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတော့အားလုံးကလည်းကိုမူရီရဲ့အမေကအမွှေးပွားပွားနဲ့မြေခွေးမြန်းလားလို့တွေးမိသွားပါတယ်။ဒါပေမဲ့ကိုမူရီကတော့ငါနောက်နေတာပါငါအမေကတာမန်အတော်ကြီးတယောက်ပါလို့ပြန်ပြောပြလိုက်ရပါတယ်။ဒီလိုနဲ့ပဲသူတို့လမ်းလျှောက်တဲ့နေရာရောက်တဲ့ခါမှာတော့စာရေးကြီးမှ Himuro ရဲ့မိဘတွေအကြောင်းဆက်ဆူလိုက်ပါတယ်။ Himuro ကတော့သူ့မိဘတွေကရိုးရိုးကုမ္ပဏီဝန်ထမ်းတွေသာဖြစ်ကြောင်းနဲ့ဒါအပြင်ငါမှကြောင်းတက်နေတဲ့ညီမလေးတယောက်လည်းရှိသေးတယ်လို့ပြောပြလိုက်ပါတယ်။အတူတူအလုပ်လုပ်လာကြတာကြာပြီဖြစ်ပေမဲ့ Suki တယောက်ကတော့ Himuro မှာညီမလေးရှိမှလုံးဝမသိခဲ့ပါဘူး။ Himuro ကတော့သူ့ညီမလေးကလည်းနှင်းစကိတ်စီးရဲ့အဆောင်တစ်ခုမှအချိန်ပိုင်းလုံးနေတယ်ဆိုတာသတိရသွားပါတယ်။သူ့ရဲ့လှုပ်ဖောက်ကိုင်မတ်တွေကတော့အဲ့ဒီလုံးတဲ့နေရာကသူတို့အခုသွားနေတဲ့နားနေဆောင်ပဲဖြစ်လိမ့်မယ်လို့ခံမှန်းလိုက်ကြပါတယ်။ဒါပေမဲ့ Himuro ကတော့ဒါကမဖြစ်နိုင်တော့ပါဘူးလို့ထင်နေခဲ့တာပါ။ဒါပေမဲ့သူတို့နားနေဆောင်ရောက်တဲ့ခါမှာပဲ Himuro ခံမှန်းထားတယ်မဖြစ်နိုင်ဘူးဆိုတာတကယ်ဖြစ်လာပါတော့တယ်။တကယ်တော့ Himuro ရဲ့ညီမလေး Yuki ကအဲ့ဒီမှာလုံးနေတာပဲဖြစ်ပါတယ်။သူမကတော့မော်ဒယ်လုပ်တာနဲ့ YouTuber လို့စားတဲ့လုံမျိုးစုံကိုလည်းလောက်ကင်သူပါသူမကတော့တော်တော်လေးလူသိများပြီးအောင်မြင်တဲ့သူဖြစ်ပေမဲ့ရှက်တက်လုံးလို့သူမရဲ့ channel ကိုတော့အပြင်လူတွေကိုအတိမပေးချင်ပါဘူးဒါပေမဲ့စာရေးကြီးမှာကတော့ subscriber အများကြီးရှိနေတဲ့သူမရဲ့ channel ကိုရှာတွေ့သွားပါတော့တယ်ဒါပေမဲ့ Yuki ကတော့သူမရဲ့ view အများဆုံးဗီဒီယိုတွေကအစားအစာပြတဲ့ဗီဒီယိုတွေဖြစ်နေလို့ရှက်နေရတာဖြစ်ပြီးတော့ဒါကသူမနာမည်ကြီးတဲ့ပုံစံမျိုးမဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်ဒါပေမဲ့ Suki ကတော့ဒါကဆွဲဆောင်မှုရှိပြီးချစ်ဖို့ကောင်းတယ်လို့မြင်နေပြီးပါတယ်အဲ့ဒီနောက် Yuki ကတော့ Suki ကိုမြင်တာနဲ့မှတ်မိသွားပြီးတော့သူမရဲ့ကိုက Suki အကြောင်းအမြဲတမ်းပြောလေးရှိကြောင်းဖော်ကောင်လုပ်နေတာကြောင့် Himuro ကတော့သူမရဲ့ပါးစပ်ကိုအတင်းပိတ်ပြီးတားလိုက်ရပါတယ်။သူမကတော့အကိုဖြစ်သူကိုတွန်းလိုက်ပြီးတော့ Suki နဲ့တူထွက်သွားခဲ့ပါတယ်။ Yuki ကတကယ်တော့နှင်းနဲ့သမီးရဲ့မျိုးဆက်တွေကစိတ်မရှိတတ်ကြလို့သူမကစိတ်ပူနေခဲ့တာပါ။သူမရဲ့ကိုကအလုံးမှာပြဿနာတွေမရှာဖို့မျှော်လင့်ကြောင်းပြောပါတယ်။ဒါပေမဲ့ Suki ကတော့ Himuro ကအမြဲတမ်းအလိုက်ထိုင်နေတတ်သူဖြစ်ပြီးအားလုံးကလည်းသူ့ကိုအလုံးမှာရှိနေစေခြင်းရတယ်လို့ပြန်ပြောခဲ့ပါတယ်။ဒီလိုနဲ့ Suki ရဲ့စိတ်ထားလေးကို Yuki ကသဘောကျသွားတယ်လို့ Suki ကလည်း Yuki မှာ Himuro နဲ့တူတဲ့မြန်ဝင်နေရှိနေတာကိုသတိထားမိသွားပါတယ်။ဒီလိုနဲ့အကြည့်ချင်းဆိုရင် Yuki တယောက်စိတ်လှုပ်ရှားလွန်းလို့ဘေးပတ်ဝန်းကျင်မှာနှင်းတွေပါကြားလာစေပြီး Suki ကိုတော့ညီမမကိုချစ်တယ်လို့ဖွင့်ပြောလိုက်ပါတော့တယ်။ဒါကြောင့် Himuro ကလည်းအမြန်ရောက်လာပြီးသူ့ညီမ Suki ကိုအတီးပေါက်လာပတ်တက်နေတာမဟုတ်ပါစေနဲ့လို့ဆုတောင်းလိုက်ပြီးတော့ Yuki ကိုအမြန်ပဲဆွဲခေါ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့တငယ်ချင်းတွေအားလုံးကလည်း Christmas အတွက်တာကိုယာကီပါတီကိုစတင်ခဲ့ပါတယ်။တကယ်တော့ Suki ကတာကိုယာကီဖိုးတက်ဆက်ကိုပါယူလာခဲ့တာဖြစ်ပြီးဒါကြောင့်မို့လို့လေလာတော့ခီးဆောင်ရဲ့အကြီးတည်လာခဲ့တာဖြစ်ပါတယ်ဒီဆက်ကိုတည်လာတာ Himuro အတွက်အနှောက်အယှက်မဖြစ်ဖို့သူမကမျှော်လင့်နေခဲ့တာပါကံကောင်းစွာနဲ့ပဲ Himuro ကတာကိုယာကီကိုအရန်ကြိုက်ပါတယ်တကယ်တော့ Suki လုပ်ပေးတာဆိုရင် तू ကဘာမဆိုဝမ်းသာအားရစားမဲ့သူပါအဲ့ဒီချိန်မှာပဲ Suki က Himuro ရဲ့နောက်ကကျမအရှင်းအတွက်တာကိုယာကီများများလေးထည့်ပေးမယ်လို့ပြောလိုက်ပါတယ်
ဟီမူရိုတယောက်ကတော့စိတ်ထဲမှာယူသွမတက်ဖြစ်သွားပြီးတော့ဆူကီကတကယ်ကိုနတ်သမီးလေးနဲ့တူတယ်လို့တွေးမိသွားပါတယ်သူလူလောကရဲ့တက်ရှင်နေရတာဒီလောက်ထိပြောကြကောင်းတဲ့ချိန်မရှိဘူးသေးတာမို့ရင်ခုန်လုံးလို့ခန်းထဲမှာတဲထန်တဲ့နှင်းနေအများကြီးကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီလိုနဲ့သူတို့အားလုံးလည်းနှွေးထွေးတဲ့တာကိုယာကီပါတီလေးကိုပျော်ပျော်ပါးပါးနဲ့ဖျက်ဆီးခဲ့ကြပါတယ်ဒီလိုနဲ့တောက်ဆရာကုံသွားတဲ့အခါမှာတော့ဆူကီကအတစ်သွားဝယ်ဖို့လုပ်ပါတယ်ဟီမူရိုကလည်းလက်ဆောင်အိတ်လေးတအိတ်ကိုကင်ပြီးတော့သူမနဲ့အတူလိုက်သွားခဲ့ပါတယ်။အပြင်ရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ကလှပတဲ့ခရစ်စမတ်တစ်ပင်ကြီးတစ်ပင်ကိုတွေ့ခဲ့ပါတယ်။ဟီမူရိုကတော့ရင်တုံပန်းတုံနဲ့ပဲသူမအတွက်ဝယ်လာတဲ့ခရစ်စမတ်လက်ဆောင်ကိုကင်ပေးလိုက်ပါတယ်။ဆူကီကတော့အဲ့ဒါဆောင်းတက်ထဲဖြစ်နေတာကိုမြင်လိုက်ရတော့သူမဘက်ကဘာမှပြန်မပေးနိုင်လို့အားနာသွားခဲ့ပါတယ်။ဟီမူရိုကတော့ကျွန်တော်ကအလုံးမှာအမြဲတမ်းနှင်းနေထုတ်လို့မိလို့နှွေးထွေးအောင်ပေးတာပါလို့ပြောပြခဲ့ပေမဲ့ဆူကီကတော့အဲ့ဒါကိုစိတ်မဆိုးပါဘူး။ဘာလို့လဲဆိုတော့ဟီမူရိုနဲ့အတူရှိနေရတဲ့အချိန်တိုင်းမှာသူမရဲ့ရင်ထဲမှာနှွေးထွေးမှုကိုခံစားနေရလို့ပါ။တကယ်တော့ဟီမူရိုကလက်ဆောင်မဝယ်ခင်ကမိန်းကလေးတချို့ရဲ့စကားတန်ကိုမတော်တဆကြားခဲ့ရကြောင်းသိလိုက်ရပါတယ်။အဲ့ဒီမိန်းကလေးတွေကတော့လက်ဆောင်ဖြစ်ငကက်လက်ဝဲရတနာတွေပေးတာအဆင်မပြေလာဘဲနဲ့မလိုအပ်တာကိုလုပ်ရကြတယ်လို့ညှိညူနေခဲ့တာပါ။ဒါကြောင့်မို့လို့ဟီမူရိုကသူဝယ်ထားတဲ့ငကက်ကိုဆိုင်မှာပြန်လဲပြီးစောင်းအောင်ပြောင်းဝယ်ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပဲနောက်နေ့အပြန်ဘတ်စကားပေါ်မှာတော့ဆူကီကဟီမူရိုပေးထားတဲ့ဆောင်လေးကဘလောက်တောင်နှွေးထွေးလဲဆိုတာပြောပြနေခဲ့ပါတယ်။ဟီမူရိုကလည်းသူ့ညမရဲ့စိုးသွမ်းရိုင်းပြတဲ့အပြုမှုတွေအတွက်တောင်းပန်ခဲ့ပါတယ်။ဒါမဲ့ဆူကီကတော့စိတ်မရှိတဲ့ပြင်ယူကီကကျင်နာတက်တဲ့ကောင်မလေးတယောက်ပါလို့ပြောပါတယ်။တကယ်တော့ဆူကီကဟီမူရိုတယောက်သူ့ညမအနားမှာဆိုရင်ပုံစံတစ်မျိုးပြောင်းသွားတာကိုတတိထားမိသွားပြီးတော့အလုတ်ခွင့်ရမဟုတ်တဲ့ဟီမူရိုရဲ့တခြားတစ်ဖက်ကိုမြင်တွေ့ခွင့်ရတဲ့အတွက်ဝမ်းတောင်တာမိတယ်လို့ပြောပါတယ်။တကယ်တော့သူမကဒီခီးစဉ်လာခဲ့ရတာကိုအရင်ကျဉ်းနှံ့နေခဲ့တာပါ။ဟီမူရာလည်းအမြောက်ခံလိုက်ရတယ်လို့ဖြစ်သွားပြီးတော့ရှက်လုံးလို့မျက်နှာတွေနီရဲလာကဘတ်စကားပေါ်မှာနောက်ထပ်နှင်းတွေကိုထုတ်လွှတ်မိပြန်ပါတယ်။အဲ့ဒီနောက်မှာတော့ယူကီကသူမအကိုစီကနေကျေးဇူးတင်ပါတယ်ဆိုတဲ့စာတိုလေးတစ်စောင်ရရှိခဲ့ပါတယ်။ဒါပေမဲ့သူမကတော့အကိုဖြစ်သူဘာလို့ဆိုလို့လဲဆိုတာတော့နားမလည်ခဲ့ပါဘူး။ဘာဖြစ်ဖြစ်ဒါအရင်တာယာလှပတဲ့ခရစ်စမတ်ပွဲတော်လေးတစ်ခုဖြစ်ခဲ့ပြီးတော့ဟီမူရာကတော့နောက်နေ့ခရစ်စမတ်ဒီမှာလေဆူကီနဲ့အတူနှင်းလျှောစီးရဖို့မျှော်လင့်နေပါတော့တယ်။